အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြမယ့်ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့ငပြင်းနှင့်စကားပြောတတ်သောဖက်နှက်ဟိုးရှိတုန်းကရွာလေးတစ်ရွာမှာငပြင်းဆိုတဲ့ကောင်လေးတစ်ယောက်ရှိတဲ့သူကနမဲနဲ့လိုက်အောင်ပဲအိတ်တဲ့နေရာမှာဝါသနာပါပြီးမလုံးလို့ရတာတော့တိမ်မတက်ကြောက်တဲ့သူပေါ့တနေ့မှာတော့ငပြင်းကရွာပြင်ကညောင်မီအောက်မှာအိတ်နေတော့သူ့ခေါင်းမို့ဘုံဆိုပြီးဖက်နှက်အဆုပ်တစုံပြုတ်ကျလာတယ်ဘသူလဲကွာငါအိတ်နေတာကိုလာနှောက်ရှက်တာအဲ့လိုမျိုးငပြင်းကရင်တွေးဖို့ကြည့်လိုက်တဲ့အခါမှာတော့ငါဘာကွာမင်းကိုကူညီမဲ့သူပါလို့ဖက်နှက်ဆုပ်ကြီးကပါးစပ်ဟာပြီးစကားပြောလိုက်ပါတော့တယ်ငပြင်းလဲကြောက်ကြောက်လန့်လန့်နဲ့နောက်ကိုဆုပ်လိုက်ပေမဲ့ဖက်နှက်ကဆက်ပြောတယ်မင်းအလုံးလုံးရမှာပြင်းတယ်မလားငါ့ကိုစီးကြည့်စမ်းပါငါ့ကိုစီးထားရင်မင်းချောက်ကိုလှုပ်ရှာတော့မလို့မင်းသွားနေတဲ့နေရာကိုငါခေါ်သွားပေးမယ်မင်းလှုပ်ချင်တဲ့လှုပ်တွေကိုလည်းငါမင်းကိုစားလှုပ်ပေးမယ်ပေါ့ငပြင်းကဝမ်းသာသွားတာပေါ့ဒါဆိုငါ့အတွက်ကောင်းတာပေါ့ဆိုပြီးဖက်နှက်ဆုပ်ကြီးကိုကောက်စီလိုက်တယ်ကဲဖက်နှက်ကြီးငါ့ကိုမုတ်ဆိုင်ခေါ်သွားပေးစမ်းလို့ခိုင်းလိုက်တယ်ဒါပေမဲ့ဖက်နှက်ကြီးကမုတ်ဆိုင်ကိုမသွားပဲငပြင်းကိုလဲခွင်းနဲ့အတင်းပြေးခေါ်သွားတော့တယ်ဟေးဖက်နှက်ကြီးဘယ်သွားတာလဲငါမုတ်စားချင်တာလေဖက်နှက်ကြီးကပြန်អော်တယ်မင်းကအလုံးလုံးအောင်မှပြင်းတာပဲမလားဒါကြောင့်မင်းကိုစားငါအလုံးလုံးပေးမလို့လေကဲလာလဲထုံကြမယ်ဖက်နှက်ကြီးကငပြင်းရဲ့ခြေထောက်တွေကိုအတင်းခိုင်းပြီးလဲကွက်ထဲမှာတနေကုန်ပြေးခိုင်းညှက်နှုတ်ခိုင်းတော့တာပဲငပြင်းခမခြေထောက်တွေညောင်းလာပြီးဆိုပြီးချွတ်ဖို့ကြိုးစားပေမဲ့ဖက်နှက်ကခြေထောက်မှာကပ်နေတော့ချွတ်လို့မရတော့ဘူးအမလီကဲကြပါဦးဖက်နှက်ကြီးကငါ့ကိုအတင်းခိုင်းနေလို့ပါလို့ငပြင်းကငိုယိုပြီးអော်ပေမဲ့ဖက်နှက်ကတော့မရက်ပါဘူးမင်းကအလုံးမလုံးချင်ဘူးဆိုတော့အားရှိနေလို့ပဲဖြစ်ရမယ်ကဲရိတ်ခတ်အောင်ထင်းခွေအောင်မယ်ငပြင်းခမတနေကုန်နားချိန်မရှိပဲဖက်နှက်ကြီးခေါ်ရနောက်ကိုအတင်းလိုက်နေရတော့တာပေါ့ညမိုးချုပ်လို့အိမ်ပြန်ရောက်တဲ့အခါငပြင်းဟာတကူလုံးနှုံးချိပြီးလမ်းအောင်မရှောင်နိုင်တော့ဘူးအဲ့ဒီအချိန်မှာပဲဖက်နှက်ကြီးကခြေထောက်ကနေပြုံးဆိုပြီးအလိုလိုကျွတ်ထွက်သွားတော့တယ်ကဲငပြင်းမင်းကိုယ်တိုင်မလုပ်ချင်လို့ငါမင်းကိုစားလုပ်ပေးတာနော်နောက်ရက်တွေရောစီအောင်မလားငပြင်းကခေါင်းကိုတွင်တွင်ခါပြီးမစီးတော့ပါဘူးဗျာကိုဘာသာကိုအလုပ်လုပ်ရတာမှနားကျင်တဲ့ချိန်နားလို့ရသေးတယ်သူများခိုင်းတာထက်ဆိုင်တော့ကိုယ်တိုင်ကြိုးစားတာမှပိုကောင်းပါသေးတယ်လို့မှတ်မှတ်သားသားပြောလိုက်ပါတော့တယ်အဲ့ဒီနေ့ကစပြီးငပြင်းရရွာမှာအလုပ်ကြိုးစားဆုံးလူငယ်တယောက်ဖြစ်သွားပါတော့တယ်ကွယ်ပုံမြင်လေးရတော့ဒါပါပဲအဲ့တော့ကလေးတို့လည်းမပြင်းကြပါနဲ့နော်